solid အနေနဲ့ထွက်တယ် now hydrochloric acid ဆို aqueous နော်ဒါပျော်ရည်အနေနဲ့လာတာပေါ့ now magnesium chloride ဆိုရင်လည်းသူက aqueous now hydrogen ဆိုရင်ကျတော့သူက gas အနေနဲ့လာတယ်အဲ့ဒါဆိုတော့ဟိုတွေ့ရတဲ့ state ကလေးတွေပြောတာနော် state ကလေးတွေဒီ reactant တွေ products တွေမှာအဲ့တော့ဆိုတော့ rate of reaction ရှာတဲ့အခါမှာနော်ဆိုတော့ဒီ state ကလေးတွေပေါ်မူတည်ပြီးတော့ဆိုတော့ formula လေးတွေပြောင်းသွားတယ်နော် formula လေးပြောင်းသွားတယ်ဆိုတော့ဥပမာပြောမယ်နော်ဒီမှာ hydrogen ဆိုပါစို့ hydrogen ရဲ့ sorry ဆရာလည်းမျက်စိရှိနေ magnesium ဆိုပါစို့နော်အဲ့တော့ဒီ magnesium ရဲ့ဆိုတော့ rate of reaction ကိုရှာမယ် rate လို့ပဲရေးမယ်နော်သူဖတ်ဆောင်တဲ့အတိုင်း rate of magnesium တို့မလို့ရှိရင်ဆိုတော့ဒီလိုမျိုးရေးလိုက်ရတယ်သူရေးထားတဲ့အတိုင်း rate of သူကဒီ magnesium က reactant ကလေးအဲ့တော့ reactant ဆိုတော့တဖြည်းဖြည်းချင်းသူကနည်းသွားမှာအဲ့တော့ဆိုတော့ rate of disappearance disappearance of magnesium အဲ့တော့ magnesium ရဲ့ပျောက်ကွယ်တဲ့နှုန်းလို့ပြောလဲရတယ်ဟုတ်ပြီနော်အဲ့တော့ဆိုတော့ solid ဖြစ်တဲ့အတွက်နော် solid သူကအဆိုင် solid ဖြစ်နေအောင် solid ဖြစ်တဲ့အတွက်ဆရာတို့က magnesium ရဲ့ mass ကိုတီးတယ် mass of magnesium react IACTED ပေါ့နော်အဲ့တော့ ဓာတ်ပြုတဲ့ magnesium ရဲ့ mass ကိုတီးတယ်ဆရာတို့ကြာချိန် time နဲ့စားတယ်ဒါဘာလို့လဲဆိုတော့ magnesium ကဆိုတော့ solid ဖြစ်နေလို့ solid ဖြစ်နေလို့ဆိုတော့ဒီမှာ mass ကိုသုံးဟုတ်ပြီနော် solid ဖြစ်နေလို့ဆိုတော့ဆရာဒီဘက်က hydrogen ကိုပြောမယ်နော်ဒီ hydrogen ရဲ့ rate ကိုရှာမယ်ဆိုတော့တက်ပြတဲ့နှုန်းပေါ့နော် clay အဲ့တော့ rate of hydrogen လို့ပြောလဲရတယ်သူတို့သူ့ဘက်စာအုပ်ထဲကပေးထားတယ်လို့မျိုးပဲဆရာတို့က rate of formation 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 ဆိုတာဖြစ်တည်မှုအဲ့တော့ဖြစ်တည်တဲ့နှုန်းဖြစ်လာတဲ့နှုန်းပေါ့ clay နော် of hydrogen အဲ့တော့ hydrogen ဖြစ်လာတဲ့နှုန်းဟုတ်ပြီနော်အဲ့တော့ hydrogen ကကျတော့ clay gas အဲ့တော့ gas ဆိုရင်ဆိုတော့ volume နဲ့ပြောရတယ်ဆိုတော့အဲ့တော့ volume of hydrogen ရဲ့ဒုတယ်ကိုတည်တယ်ကြာချိန်တိုင်းနဲ့စားတယ်မတူဘူးနော် gas ကြတော့ volume သူက solid ဆိုတော့ mass သူက gas ဆိုတော့ volumeတော့ဒါကဆရာတို့က magnesium နော် magnesium ဆိုရင်ဆရာတို့က mass of magnesium reactor ကိုတည်တဲ့ time နဲ့စားတယ် now ဆရာတို့မှာ hydrogen ဆိုပါစို့sorry click ဆိုတော့ hydrogen ဆိုပါစို့ hydrogen ဆိုရင်ဆရာတို့ကဒီမှာ volume hydrogen ကိုတည်တယ် time ကြာချိန်နဲ့စားတယ်ပေါ့နော်ဒါကဖတ်စာအုပ်ထဲကစားပေါ့အဲ့တော့ဒီအောက်က unit လေးကိုဆရာတို့ကြည့်မယ်နော် the rate of reaction ဆိုတော့ဓာတ်ပြုတဲ့နှုန်းကိုတဲ့ can be expressed ဖော်ပြတယ် change ပြောင်းလဲမှု in the amount ပမာဏပြောင်းလဲမှုနဲ့ပြတယ် okay နော်ဆိုတော့အဲ့တော့ဓာတ်တွေကဆိုတော့ပြောင်းတာဘာမှမပါသေးဘူးနော်ဆိုတော့တကယ်တမ်းပြရင်ဘာနဲ့ပြရမှာလဲ change in the amount ပမာဏပြောင်းလဲမှုနဲ့ပြမယ် mass ပြောင်းမယ်သို့မဟုတ် volume ပြောင်းမယ်ဆိုတော့သူက solid နော် clay ဟုတ်လားသူက gas နော်ဆိုတော့အဲ့မှာ aqueous or solution ပျော်ရည်ပေါ့နော်ပျော်ရည်ဆိုရင်ဆိုတော့ concentration နဲ့ပြောတယ်တဲ့လားနော် concentration နဲ့ပြောတယ်အဲ့တော့ concentration of reactant or product နော်အဲ့တော့ reactant သို့မဟုတ် product ရဲ့ concentration နဲ့ပြောတယ် per unit တိုင်းအချိန်တစ် unit ပေါ့နော်ဆိုတော့ဒီပုံစံနဲ့ပြောမယ် click
အဲ့ဒါဆိုခုနရေးပြပြထက်ရေးကြမလို့ဆိုတော့ rate of reaction ကိုလိုချင်တယ် rate of reaction ကိုလိုချင် change the amount ပြောင်းလဲတဲ့ပမာဏအဲ့မှာဒီမှာ change ဆိုတဲ့စကားလုံးပါတယ်နော်ပြောင်းလဲတဲ့ပမာဏ mass ဒါမှမဟုတ် volume ဒါမှမဟုတ် concentration reactant သို့မဟုတ် product reactant ဆိုရင်ဆိုတော့နည်းဝါမှာဖြစ်တဲ့အတွက်အနှုတ်နဲ့ product ဆိုရင်တိုးလာမှာဖြစ်တဲ့အတွက်အပေါင်းနဲ့အဲ့ဒါလေးတော့မှတ်တော့ okay အဲ့ဆိုရင်ဆိုတော့ကြည့်ပြီနော်ကလေးအဲ့တော့ Evelyn disaster အရာဝတ္ထုအဲ့ဒါတမတ်တန်မေးလို့ရတယ်ကလေး Evelyn disaster အရာဝတ္ထုက is a gas ဓာတ်ငွေ့ဖြစ်မယ် gas ဖြစ်မယ်ပေါ့နော် gas ဖြစ်မယ်ဆိုရင်ဆရာတို့က the amount of concern of form သုံးလိုက်တဲ့သို့မဟုတ်ရင်ဖြစ်လာတဲ့ပမာဏဟိုတဲ့ S express ဖော်ပြတယ်ဘာတွေနဲ့ပြလဲဆိုတော့ pressure ရဲ့ unit တွေနဲ့ပြလို့ရတယ်နော် pressure unit တွေနဲ့လည်းပြလို့ရတယ်နော် gas ဆိုလို့ရှိရင်အော်သို့မဟုတ်လို့ရှိရင် as measure and volume ဘာနဲ့လဲပြလို့ရလဲဒုတယ်နဲ့လည်းပြလို့ရတယ်မှတ်ထားမယ်နော်ကလေးဆရာတို့ gas ဆိုရင်ဆရာအပြင်ဆွဲထုတ်မယ်နော်တမတ်တန်အတွက်ဆရာတို့အကယ်၍ gas ဆိုရင်ဆရာတို့က pressure ရဲ့ unit တွေနဲ့ပြလို့ရတယ်နောက်ဆရာတို့ volume နော်ဒုတယ်နဲ့ပြလို့ရတယ်ဒါ gas ဆိုလို့ရှိရင်စက်ကြည့်မယ်ကလေးအဲ့ဒါတမတ်တန်အတွက်လိုတယ်နော်နောက်တစ်ခုနောက် concentration unit တွေကိုတော့ use သုံးတယ် reactant or product က solution ပျော့ရည်နော် aqueous solution အဲ့တော့ဆရာတို့က aqueous solution ပျော့ရည်ပေါ့နော်ပျော့ရည်ဆိုရင်ဘာကိုသုံးလဲဆိုတော့ concentration ရဲ့ unit တွေကိုသုံးတယ်နော် concentration unit တွေကိုသုံးမယ်ဆက်ပြောမယ်နော်ကလေးလေးကိုနောက်တတိုင်းကြာချိန်ကိုတော့တဲ့ measurement တိုင်းတာတဲ့ is express ဘယ် unit မှာမဆိုဆရာတို့က second minute hour day month year ပေါ့နော်ဒါတွေနဲ့ပြတယ်ကြာချိန်ကိုတော့